ရွှေတောင်ကြားကတိန်းတောင်ချီတန်အိမ်ကြီးကင်းရုပ်ရှင်ထုတ်လုပ်ရေးကော်မတီကြီးကိုပါအမွေရောက်လိုက်တဲ့ငယ်စဉ်ဇနီးမောင်နှံဟင်းဝေရန်နဲ့စိုးပြေသစဉ်ကျို့ဇနီးမောင်နှံကတော့ဟင်းဝေရန်ရဲ့မိဘတွေပေးတဲ့တိန်းပေါင်းမြောင်များစွာသောအမွေတွေကိုရရှိပိုင်ဆိုင်ခဲ့ပြီးဖြစ်ပါတယ်။ငယ်စဉ်ဇနီးမောင်နှံဆိုပြီးလက်ထပ်ပွဲကျင်းပပြီးမကြခင်အချိန်အတွင်းမှာပဲအခုလိုအမွေတွေအများကြီးရရှိတဲ့အတွက်အားလုံးလည်းအံ့ဩဝမ်းသာနေရတာပါ။ဟင်းဝေရန်ရဲ့မိဘတွေကချွေးမကိုသမီးအရင်လိုချီးမြှောက်နိုးတဲ့အတွက်မင်္ဂလာပွဲကိုလည်းအကောင်းဆုံးပြုလုပ်ပေးခဲ့သလိုနေထိုင်ဖို့အတွက်မင်္ဂလာတိုက်အိမ်ကြီးကိုပါလက်ဖွဲ့ခဲ့တာပါအခုတစ်ခေါက်မှာမိဘတွေမကွေလွန်ခင်မှာသားနဲ့သမီးရဲ့နောင်ရေးစိတ်ချရအောင်တေချာစီမံခန့်ခွဲပြီးတခါတည်းအမွေပေးခဲ့တာဖြစ်ပါတယ်အရင်ဆုံးရွှေတောင်ကြားကတိန်းပေါင်း3သိန်းခွဲတန်အိမ်ကြီးကိုအမွေပေးခဲ့သလိုတိုက်ခန်းစုစုပေါင်း6ခန်းကိုလည်းထပ်ပြီးပေးခဲ့သေးတယ်လို့ဆိုပါတယ်သွားလာရေးအဆင်ပြေကိုအတွက်ကား6စီးကိုလည်းအမွေအဖြစ်ရရှိခဲ့တာပါဒါဒီမကဟင်းဝေရန်နဲ့စိုးပြေတဲ့စင်ကိုအနုပညာအလုပ်တွေစိတ်ကြိုက်လုပ်နိုင်အောင်သူတို့ပိုင်ဆိုင်တဲ့ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကြီးကိုလည်းနာမည်လွှဲပြောင်းပေးအပ်ထည့်တယ်လို့သိရပါတယ်စိုးပြေတဲ့စင်ကတော့ဒီလိုရောက်ခမော့ကောင်းတွေကိုပိုင်ဆိုင်ခဲ့တဲ့အတွက်မြန်မာနိုင်ငံရဲ့ကံကောင်းဆုံးချွေးမလေးအဖြစ်အားကျမှုတွေကိုရရှိနေပါတယ်ပရိသတ်ကြီးတို့ရောဒီလိုမျိုးသိန်းပေါင်းများစွာအမွေပေးပြီးသားသမီးအရင်လိုချစ်ပေးတဲ့ရောက်ခမတွေကိုပိုင်ဆိုင်ထားသလားဆိုတာပြောပြခဲ့ကြပါအောင်နော်လမ်းဘေးဒူးရင်တီးတဲ့လေးကိုဈေးအရန်နိုင်နေလို့အခုလိုဝေဖန်ခံနေရတဲ့အေးမြတ်သူအကယ်ဒမီမင်းသမီးကြီးအေးမြတ်သူကရုပ်ရှင်ကားတွေမှာပတ်စံတွေအများကြီးရပြီးစီးပွားရေးလုပ်ငန်းတွေနဲ့အောင်မြင်ချမ်းသာနေပေမဲ့လမ်းဘေးကဈေးတယ်လေးကိုတော့ဈေးနှိမ်ပြီးဝယ်နေတာကြောင့်ပရိသတ်တွေကဝေဖန်နေကြတာဖြစ်ပါတယ်အခုလိုဒူးရင်တီးရာဒီမှာဒူးရင်တီးချစ်သူတွေအတွက်သဘောကျစရာဗမာဒူးရင်တီးတွေကိုကားလေးနဲ့တင်ပြီးလှည့်ရောင်းတဲ့ဈေးတယ်လေးကိုအေးမြတ်သူကရှူတင်အထိခေါ်လာခဲ့တာပါလန်ကနေရှူတင်အထိတကူးတကလိုက်လာပြီးရောင်းတဲ့ဈေးတယ်ကိုမှအာမနာပစ္စံလေး2000ကိုရော့ပေးအောင်ဆိုပြီးအတင်းဈေးဆင်နေရဖြစ်ပါတယ်ထိတ်တဲမင်းသမီးကြီးအေးမြတ်သူတို့လိုနိုင်ငံကျော်ချမ်းသာသူတွေအကဒီပစံပမာဏကဘာမှမပြောဘလောက်ပါဘူးစားတောက်ဆိုင်ကြီးတွေမှာထားရင်လဲဟင်းပွဲတစ်ပွဲကိုတောင်းကီပေးရရဲ့အကဗမာဒူးရင်သီးလေးတွေကတနစ်မှတစ်ခါပေါ်တာမလို့ဈေးကောင်းပေးပြီးဝယ်စားရမှာပါအခုတော့မြင်းနဲ့ရလောင်ဆိုင်တယ်ဆိုသလိုမျက်နှာမွဲဈေးတယ်လေးကိုကူညီခြင်းစိတ်မရှိပဲဈေးစစ်ပြီးဝယ်နေတာကြောင့်အွန်လိုင်းပေါ်မှာအခုလိုလူပြောများကဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်လမ်းဘေးဒူးရင်တီးတဲ့ကိုရှူတင်အထိခေါ်လာပြီးငွေလေးနည်းနည်းကိုဈေးနှိမ်ပြီးဝယ်နေတဲ့မင်းသမီးကြီးအေးမြတ်သူရဲ့အခုလိုလောက်ရလေးကိုပရိသတ်ကြီးတို့ရောဘလို့မြင်လဲဆိုတာပြောပြခဲ့ကြပါအောင်နော်